မင်္ဂလာပါအနုပညာချစ်ခင်ကြတဲ့မိဘပြည်သူအပေါင်းတို့ခင်ဗျာဒီနေ့ကျွန်တော်တို့အစီအစဉ်ကနေပြီးတော့မြန်မာဂီတသမိုင်းမှာအင်မတန်ထင်ရှားလာတဲ့အမရပူရနန်းမြို့ဟောင်းရဲ့အငွေ့သက်တွေပြည့်နှက်နေတဲ့တောင်တမန်ဆိုတဲ့သချင်းအကြောင်းကိုသမိုင်းနောက်ခံရေးဆက်ပုံစံနဲ့ဤပညာပိုင်းဆိုင်ရာတွေကနေဝေဖန်သုံးသပ်တင်ဆက်သွားမှာဖြစ်ပါတယ်ဒီသချင်းဟာဂီတစာဆိုနန်းတော်ရှေဆရာတင်းရဲ့ပြောင်မြောက်တဲ့လက်ရာတစ်ခုလည်းဖြစ်ပါတယ်ခင်ဗျာဒီသချင်းကိုနန်းတော်ရှေးဆရာတင်ကအမရဘူရမြို့ရဲ့ရှေးအောင်အမွေအနှစ်တွေတောင်တမန်အင်းနဲ့ဥပိန်တရာရဲ့အလှအပတွေကိုရင်ညွန်းရေးစခဲ့တာပါသချင်းရဲ့အစမှာ1244ခုနှစ်ကာလအမရဘူရရွှေနိုင်ငံလို့အစချီထားတာကိုကြည့်ရင်မန္တလေးရတနာဘုံခေတ်အစနဲ့အမရဘူရခေတ်နောင်ပိုင်းအပြောင်းလဲကာလကိုနောက်ခံထားကြောင်းသိနိုင်ပါတယ်ဆရာတင်ဟာဒီပချင်းကတစ်ဆင့်မြန်မာတို့ရဲ့ယဉ်ကျေးမှုဝစ်စားစင်ရမှုအထူးသဖြင့်ချီတဲ့ပိုးတဲ့လုပ်ငန်းတွေကိုမှတ်တမ်းတင်ခဲ့တာဖြစ်ပါတယ်ဒီသချင်းဟာ1940ဝန်းကျင်ဗြိတိရှကိုလိုနီခေတ်နောက်ပိုင်းမြန်မာဂီတခေတ်ဦးကာလမှာပေါ်ထွက်ခဲ့တာပါဒီသချင်းရဲ့အဖိုးမဖြတ်နိုင်ဆုံးလို့ထူးခြားချက်ကတော့ဂီတစာစုနန်းတော်ရှိဆရာတင်ကိုယ်တိုင်တည်ဆိုခဲ့တဲ့မူရင်းအတန် original voice record ရှိနေခြင်းဖြစ်ပါတယ်စာဆိုကကိုယ်တိုင်ရေးကိုယ်တိုင်တည်ဆိုခဲ့တာဖြစ်တဲ့အတွက်သချင်းရဲ့ဆိုလိုရင်းနဲ့ခန်းစားချက်ကိုအရှိဆုံးပုံစံနဲ့နားဆင်ရတာဖြစ်ပါတယ်ဆရာတင်ရဲ့တည်ဆိုဟန်ဟာပြတ်သားပြီးရှိဆန်တဲ့အထန်ဒီထားမျိုးဖြစ်ကသချင်းစာသားရဲ့အချိတ်အဆက်တွေကိုပိုင်နိုင်စွာသရုပ်ဖော်နိုင်ခဲ့တာကိုတွေ့ရပါတယ်ထိုစဉ်ကအတန်ဖမ်းယူမှုဟာအခုခေတ်လို digital စနစ်မဟုတ်ပဲ gramophone ဓာတ်ပြားခေတ်ဖြစ်ပါတယ်98ပတ်ဓာတ်ပြားများပေါ်တွင်တိုက်ရိုက်အတန်သွင်းယူရတဲ့စနစ် direct to disc ဖြစ်တဲ့အတွက်ဆရာတင်ဟာသူ့ရဲ့တပည့်များဖြစ်တဲ့သူရိယအဖွဲ့သားတွေနဲ့အတူအမားအယွင်းမရှိစေဘူးအတန်ဖမ်းဆက်ရှိမှာတထိုင်တည်းစနစ်တကျသွင်းယူခဲ့ရတာဖြစ်ပါတယ်မြမဆိုင်ဝိုင်းကိုအခြေခံပြီးမြမမှုတန်စင်တွေကိုအဓိကသုံးထားပါတယ်မူရင်းအတန်သွင်းမှုမှာဆရာတင်ရဲ့အဆိုပိုင်းကိုပုံမပေါ်လွင်စေဖို့သူရိယတန်တွေကိုချိန်ညှိတီးခတ်ထည့်ကြတာကိုလည်းသတိပြုမိနိုင်ပါတယ်ခင်ဗျာဆရာတင်ရဲ့ထုံးစံအတိုင်းပစိုးကဆူမိုးကညိုညိုတစ်ပင်အောင်မှာဝင်းကားခိုးဆိုတဲ့စာသားတွေဟာအင်မတန်ယူရှင်းပြီးမြင်ကွင်းကိုပုံဖော်နိုင်စွမ်းရှိပါတယ်ဒီသချင်းဟာရင်းသချင်းသို့မဟုတ်အငိမ့်သချင်းပုံစံမျိုးကိုအခြေခံထားပါတယ်စီးချက်ကမြူးမြူးကြွကြွရှိပြီးနားထောင်သူကိုအပန်းပြေစေပါတယ်တန်စင်ကမြမမဟာဂီတအငွေအတပါပါလေလူလူကြားထဲမှာလွယ်လွယ်ကူကူလိုက်ဆိုနိုင်တဲ့ကာလပေါ် modern ဂီတအသွင်ကိုစောင့်ပါတယ်တောင်တမန်သချင်းဟာတာမန်အလှပပေါ်တဲ့သချင်းတပုံတင်မဟုတ်ပါဘူးအမရပူရဒေသရဲ့စီးပွားရေးရက်ကံလုပ်ငန်းရာသီဥတုနဲ့ရှုခင်းတွေကိုပေါင်းစပ်ထားတဲ့ဂီတပကြီးတစ်ချက်ဖြစ်ပါတယ်ဆရာတင်ဟာသချင်းထဲမှာမန္တလေးလုံးကြီးပိုးလုံးကြီးတွေထွက်တယ်လို့ထည့်သွင်းခြင်းဖြင့်ဒီတန်တရဘဟုတုတနဲ့မြို့ချစ်စိတ်ကိုပါတွေ့ဝိုက်ပြီးဖော်ပြခဲ့ပါတယ်မိဘပြည်သူများခင်ဗျာနန်းတော်ရှိဆရာတင်းရဲ့တောင်တမန်တချင်းဟာဒီနေ့ခေတ်အထိလူကြိုက်များနေစေဖြစ်တယ်လို့မျိုးဆက်သစ်အမှုပညာရှင်များစွာကလည်းပြန်လဲတည်ဆူနေကြရတဲ့တချင်းတစ်ပုဒ်ဖြစ်ပါတယ်။ရေးမှုမပြတ်ပဲခေတ်ရဲ့ဤပညာတွေနဲ့ပေါင်းဆက်လိုက်တဲ့အခါမှာတော့ဒီတချင်းဟာမြမဂီတသမိုင်းမှာဘယ်တော့မှမယိုးနိုင်တဲ့ယရနာတစ်ပါးအထိတည်ရှိနေဥမှာဖြစ်ပါကြောင်းတင်ပြရင်ဒီနေ့စီစဉ်ကိုဒီမှာရင်ရနာခွင့်ပြုပါခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်1144ခုနှစ်ကအမရပူရရွှေနိုင်ငံရေရိုးတွင်နဲ့ပြန်တန်းလာရွှေဘမင်းတဲ့မနန်းစံညဘိုးတော်သူစီမံဓမ္မ
Wana takwimale ya jamale ne wai biro ta bai da jadi da jang kisin syau nya ulo darang mandale loji ko loji ne tatte tagaw athe ka ni apo tabaw pyo de taw pyo lo so ba lo takhang ni ta de lwa mwe ya ama ni paung taya jo bya ni ta aung da man ya na do ki da ya wi mo chi lai do mai ka taw jo ye ne ri mang na ya di da ma me agba winga ko ube ndra lo ya uke ya masola su ne mo ga nyu nyu ne me agba winga ko ube ndra lo ya ke ya o ki ya le ne ko mi ya kan na be ne be lo mama lo pha kan le ga ngo mi mi lo se ro mo ge ya na na swe dang lo ma yaတရားထီဆောင်မင်းအပေါင်းတို့ကောင်းကောင်းပနာကြိုရတယ်ငါတို့ဗမာအမှန်ရသလားမမနိုင်အောင်ကြားဒီတောင်းဓမ္မကိုလေအနောက်ကြီးမရကကြောက်ကြီးရရဲ့ကဘာတော်မယံသူရဲ့ကဦးသေးွယ်ကသူရဲ့ကပန်းတော်ဒီလိုဘုရောတိုင်းဆင်းပါဘုမာလိကတကမှန်ရကန်းတော်ရက်လုံးပေးတာဝေးတယ်ပါဘောတပံဝေစွန်တော်သမီးနာတွေရွှေသားတွေအယောင်လျောင်းကျွန်တော်မျိုးတွေရက်လုံးပေးတာဝေးတယ်ဒီဘောတပံဘုဒ္ဓမာလူလေမြာကလေးကိုပင်ပရင်ချစ်ပြောင်းဘုဒ္ဓမာလူလေမြာကလေးကိုပင်ပရင်ချစ်ပြောင်းစာရေးဆရာချမ်းမြောင်အမရပူရပထမရွှေနိုင်ငံအလုံးတရားအေးတဲ့မြို့ကြီးပါငါရွှေဟင်းသာရှေ့ရှေ့တုန်းခါလာဟိုပြောင်းဒီပြောင်းစီစီညာညာအလုံးတရားပင်အေးတဲ့မြို့ကြီးပါငါရွှေဟင်းသာတွေရှေ့ရှေ့တုန်းခါကဟိုပြောင်းဒီပြောင်းစီစီညာညာအော်ယခုတော့တော်တီကြည်ရလေတော့ရောက်အော်ယခုတော့တော်တီကြည်ရလေတော့ရောက်တိုင်းနဲ့ရာတွေလက်မြေတစ်မျိုးအစိုးရတောင်နှမောင်းနဲ့ရောက်ရွှေကထွေးဆန်းရွှေမိုင်းလေးကိုမကြိုက်တဲ့ပွင့်အိုက်တယ်လို့ပြောရှာကြလေပြောင်းတယ်လေရာပြီးဥပလာမမောင်းဖြစ်ပြောင်းလို့နှစ်အောင်ရွှေလေကြောင်းဆောင်လို့ရနာတို့ဘယ်လောက်ညာလူဝီကိုကြည့်လိုက်တော့မိုင်ကဆောင်ကြရဲ့မျက်စီမောင်းတာကြားလေစိတ်တောင်းပြီးတောင်းလာအမေတော်တောင်းတွေကျွန်တော်မျိုးများလက်လုံးသားတွေမြင်ပါလေအမအမှုတော်တောင်းတွေကျွန်တော်မျိုးများလက်လုံးသားတွေမြင်ပါလေအမရွှေကြီးတမန်လေး
ဗျာရကန်းတော့အောင်ငါတောင်းနမမြေအင်းကငွေမြင်းစောတော့နေတိုင်းအလုံးပေါ်ဗျာညလေးဆိုတဲ့အနောက်မီရရကြောက်စီရရဲ့နဲ့ဘာတော့မှရမ်း